ငါဘဝမှာဒုတိယအခွင့်အရေးဆိုတာကြီးကိုပြန်ရလိုက်တယ်ဆိုပါတော့ဒါပေမဲ့ငါကောင်းထဲမှာတစ်ခုပဲရှိတယ်အဲ့ဒါကတော့ငါရဲ့ချစ်စနီးကိုဘယ်လိုရှောင်ရမလဲဆိုတာပဲအကြောင်းကတော့မဟုတ်လားအရင်ဘဝတုန်းကငါတို့နှစ်ယောက်အသက်80အရွယ်မှာတည်တဲ့အထိတယောက်နဲ့တယောက်ဒုက္ခပေးရင်းနဲ့ပဲဆယ်စုနှစ်ပေါင်းများစွာကုန်ဆုံးခဲ့ရတာလေငါတေခါနီးအချိန်မှာအသက်ကိုမနှဲရှူနေရရင်းနဲ့ပဲသူမကိုကြည့်ပြီးအားတင်းကနောက်ဆုံးအချိန်ဖြစ်အပြုံးလေးတစ်ခုနဲ့မေးလိုက်မိတယ်လေအိမ်ထောင်သက်90အတွင်းမှာကိုကိုတရက်လောက်ပဲဖြစ်ချစ်ခဲ့ဘူးရဲ့လားလို့ပေါ့သူမတွေဝေသွားတဲ့အကြည့်တွေကိုကြည့်လိုက်တာနဲ့တင်ငါအဖြေကိုရလိုက်ပြီငါတို့နှစ်ယောက်ကြားကသားသမီးတွေမြေးတွေမြစ်တွေကိုဝေးကြည့်လိုက်ရင်းနဲ့ပဲနောက်ဆုံးအသက်ရှူတန်တဲ့အတူနောက်တစ်ခါထပ်ပြီးအခွင့်အရေးရမယ်ဆိုရင်တော့မင်းကိုဘယ်တော့မှထပ်မချစ်တော့ဘူးလို့ပြောပြီးမျက်လုံးကိုမိတ်လိုက်မိတယ်အရာအလုံးအမောင်တီးဖုံးသွားပြီးတတိပြန်လဲလာတော့ငါကအသက်24နှစ်အရွယ်လူငယ်လေးတစ်ယောက်ပြန်ဖြစ်နေပြီကိုခန္ဓာလေးကိုအသားကျအောင်အချိန်နဲ့ငယ်ယူပြီးလှည့်ကြည့်လိုက်တော့မိသားစုတွေကငါ့ကိုအရေးတကြီးမေးနေကြတယ်ဤတန်လူမိသားစုနဲ့စီစဉ်ထားတဲ့အိမ်တော်ရေးကိစ္စကိုဆုံးဖြတ်ချက်ချပြီးပြီလားတဲ့ဒါအိမ်မက်မဟုတ်ဘူးတေခါနီးလုံးကငါရဲ့ပြင်းပြတဲ့ဆန္ဒကြောင့်ပဲဒီနေရာကိုပြန်ရောက်လာတာဖြစ်ရမယ်ကောင်းကင်ဘုံကပေးတဲ့ဒီဒုတိယအခွင့်အရေးမှာတော့လီလီလူနဲ့ထပ်ပြီးပတ်သက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ဘူးအရင်ဘဝတုန်းကလီလီကလူမိသားစုရဲ့တူဦးလေးသောသမီးဆက်မှုလောကမှာလည်းပါရမီရှင်တစ်ယောက်ပဲဒါပေမဲ့သူကမြို့ရဲ့တစ်ဖက်ခြမ်းကလမ်းဘေးလူငယ်တစ်ယောက်နဲ့တိတ်တိတ်လေးတွဲနေခဲ့တာသူမကအတော်တော်တက်တော့အကြာကြီးဖုံးကွယ်ထားနိုင်ခဲ့ပေမဲ့လှုပ်ဝက်ချက်ဆိုတာအမြဲတမ်းတော့ဖုံးမထားနိုင်ပါဘူးမိဘတွေတီးသွားတဲ့အခါအတော်လေးဒေါသထွက်ပြီးတော့လီလီရဲ့ဆက်ဆံရေးကိုအဆုံးသတ်ဖို့အိမ်တော်ရေးတစ်ခုကိုချက်ချင်းစီစဉ်ပေးဖို့လုပ်ကြတော့တာပဲလီလီကလည်းအဲ့ဒီအစီအစဉ်ကိုလုံးဝမကြိုက်ပေမဲ့မိဘတွေကိုပြန်ခုခံနိုင်တဲ့အင်အားမရှိတော့ငါ့ကိုပြစ်မှတ်ထားပြီးအကူအညီတောင်းခဲ့တယ်ငါတို့မိသားစုတွေကလည်းယဉ်ကျေးပြီးသားဆိုတော့လီလီကငါစီလာပြီးဤတန်ငါရဲ့ချစ်သူအဖြစ်နဲ့ခဏလောက်တရုပ်ဆောင်ပေးပါဒါမှငါမိဘတွေကတခြားသူနဲ့အပြင်းပေးစားတာကိုရက်သွားမှလို့ပြောခဲ့တယ်သူမသိလိုက်တာကငါကသူမကိုအချိန်တော်ကြာကလေးကယူယူမိုက်မိုက်ချစ်နေခဲ့တာလေသူမအခက်ခဲကိုကြားလိုက်ရတော့ငါအရန်ပျော်ပြီးလူသိရှင်ကြားမဟုတ်ပဲငါမိသားစုကိုဖိအားပေးကလီလီတို့မိသားစုစီတရားဝင်အိမ်တော်ပြုခွင့်တောင်းစီခဲ့တယ်အဲ့ဒီတော့ငါရွေးခဲ့တာကအိမ်တော်ရေးကိုတရားဝင်ဖြစ်သွားရင်လီလီကငါ့ကိုတဖြည်းဖြည်းနဲ့ချစ်လာလိမ့်မယ်ပေါ့ဒါပေမဲ့ဆယ်စုနှစ်ပေါင်းများစွာဖြတ်တန်းခဲ့ရတဲ့အိမ်တော်ရေးကငါအတွေးတွေမှကြောင်းတက်တည်ပြသွားတယ်ဘလောက်ပဲစူးစမ်းသူမကငါ့ကိုနွေးနွေးထွေးထွေးတစ်ခါလေးတောင်မကြည့်ခဲ့ဘူးဒါကြောင့်လေတေခန်နီးမှာချစ်ခဲ့ဘူးရဲ့လားလို့မေးခဲ့ရတာပေါ့ဒီတစ်ခါတော့ငါလက်လျှော့လိုက်တော့မယ်ရက်စွဲကိုကြည့်လိုက်တော့လီလီရဲ့လှုပ်ဝက်ဆက်ဆံရေးကမပေါက်ကြသေးဘူးအဲ့ဒါနဲ့ပဲအရင်ကလူဆိုးလူမိုက်ပုံစံတွေကိုဆွတ်လုပ်ပြီးအလုံးမှာပဲအာတုံခုံဆိုင်စူးစမ်းလိုက်တယ်ငါတငယ်ချင်းတွေကငါအပြောင်းလဲကိုမြင်တော့အံ့ဩပြီးတော့ပဲဟေ့ကောင်မင်းဘာဖြစ်သွားတာလဲရုတ်တရက်ကြီးတတိဝင်လာပြီးမိမိသားစုကုမ္ပဏီကိုကိုယ်တိုင်ဦးစီးနေပါလားလို့မေးကြတယ်ငါလည်းပေါ့ပလေးပြုံးပြလိုက်ပြီးငါအခွင့်အရေးကြီးတစ်ခုကိုတွေ့သွားတယ်ဂျန်ကယူကိုကမ္ဘာအဆင့်မီအောင်တိုးချဲ့ဖို့စီစဉ်ထားတယ်လို့ပဲပြန်ပြောလိုက်တယ်သူတို့တွေကငါ့ကိုဝိုင်းရပြီးစနောက်ကြပေမဲ့ငါလုံးဝဂရုမစိုက်ဘူးဘာလို့လဲဆိုတော့အရင်ဘဝကရခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာရဲ့လက်တွေ့အတွေ့အကြုံတွေကငါမိသားစုလုပ်ငန်းကိုနောက်တစ်ဆင့်ကိုပို့ပေးဖို့အတွက်အလုံးလောက်ထပ်ပို့နေလို့လေပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ငါဘာတွေလုပ်နိုင်တယ်ဆိုတာကိုငါမိဘတွေသိအောင်ရလက်ကောင်းတွေပြဖို့ပဲအဲ့ဒီအချိန်မှာပဲလီလီရဲ့လှုပ်ဝက်ဆက်ဆံရေးကအဆုံးမှာပေါက်ကြားသွားတော့ငါမိဘတွေကငါ့ကိုချက်ချင်းအိမ်ပြန်ခေါ်လိုက်တယ်အရင်တစ်ခါလိုပဲငါတို့မိသားစုနှစ်ခုကရင်းနှီးကြတော့သူတို့ကလီလီနဲ့ငါနဲ့ကိုအိမ်အောင်ပြုတ်ပေးဖို့စီစဉ်ကြတယ်ပြီးတော့ထင်းတဲ့အတိုင်းပဲလီလီကငါစီကိုလိုက်ရှာပြီးသူမရဲ့ချစ်သူအဖြစ်တရုပ်ဆောင်ပေးဖို့လာတောင်းဆိုပြန်တယ်ဒီတစ်ခါတော့ငါအကောင်းမငြိမ့်နိုင်တော့ဘူးအတွင်းမှာထိုင်နေတဲ့လီလီကိုကြည့်လိုက်မိတယ်နှစ်ပေါင်းများစွာအတူနေခဲ့ဘူးပေမဲ့အရင်ဘဝတုန်းကလိုပဲငါခဏလေးရက်တန့်သွားမိတယ်သူမကအလှပဆုံးဖြစ်နေပြီးအေးဆေးတည်ငြိမ်တဲ့ဆွဲဆောင်မှုမျိုးနဲ့တောက်ပါနေတယ်အရင်ဘဝတုန်းကဒီအကြည့်တွေကြောင့်ပဲငါသူမကိုအသေးလဲဆွဲလန်းခဲ့မိတာလေဒါကြောင့်လီလီကအကူအညီတောင်းတုံးကလည်းဘာမှမတွေးပဲသဘောတူခဲ့မိတာပေါ့ဒါပေမဲ့အခုတော့လီလီကငါ့ကိုမချစ်ဘူးဆိုတာငါသိနေပြီလေသူမဘာပဲတောင်းဆိုပါစေငါတော့သဘောတူမှာမဟုတ်ဘူးအထဲကိုဝင်သွားတဲ့အခါစပွဲဝိုင်းမှာထိုင်နေကြတဲ့လူကြီးတွေကငါ့ကိုလက်ရက်ခေါ်ကြတယ်အဖေကငါ့ကိုစိတ်မရှိတဲ့ပုံစံနဲ့ငါမင်းကိုအိမ်ကိုမြင်ပြန်လာခဲ့ဖို့ပြောထားတယ်မဟုတ်လားဘာလို့ဒီလောက်ကြာနေတာလဲလို့ပြောတယ်ပြီးတော့ငါဘာလက်ဆောင်မှပါမလာတာကိုမြင်တော့ရှက်ပြီးငါ့ကိုရိုက်ဖို့လက်မြောက်လိုက်တယ်ဒါပေမဲ့ငါပေါ့ပနဲ့ရှောင်းလိုက်ပြီးပြုံးပြီးပြန်ပြောလိုက်တယ်အဖေဘာလုပ်တာလဲဗျအဖေကလူကြီးတယောက်ဖြစ်နေပြီးဒါမျိုးလုပ်ရမယ့်အချိန်နဲ့နေရလို့ထင်လို့လားလို့ပြန်ပြောလိုက်တော့အခန်းထဲကလူတွေအားလုံးငြင်းကြသွားတယ်ခဏနေတော့မှငါအဖေကရေမောပြီးငါကြောကိုပုတ်ကဒီကလေးကိုကြည်စမ်းဘယ်တော့ကလေးကဟာတာညံတွေရှိလာတာလဲလို့ပြောတယ်ပြီးတော့စပွဲဝိုင်းမှာရှိတဲ့လီလီရဲ့မိဘတွေကိုလှည့်ပြီးကျွန်တော်သားနဲ့ကျွန်တော်ကဒီလိုပဲအမြဲတမ်းဆက်နှောက်နေကြပါသူကခင်ဗျားတို့ကိုမိသားစုလို့သတ်မှတ်ထားလို့ဒီလိုလုပ်တာလို့သဘောထားပေးပါလို့ပြောလိုက်တယ်အဲ့ဒီစကားကြောင့်တင်းမာနေတဲ့အခြေအနေတွေပြေလျှော့သွားပေမဲ့လီလီကတော့အဆအဆုံးကြောက်ရွံ့လိုပဲငါ့ကိုစိုက်ကြည့်နေတယ်အရင်ဘဝတုန်းကလိုစိုးရိမ်နေတဲ့အရေးအယောင်မျိုးမတွေ့ရဘူးငါသူမဘေးမှာသွားထိုင်ပြီးလီလီငါမင်းအတွက်ဘာလက်ဆောင်မှမယူလာခဲ့မိဘူးနော်လို့ပြောလိုက်တယ်ဒါကပြဿနာမဟုတ်ဘူးဘာလို့လဲဆိုတော့အရင်ဘဝတုန်းကလီလီအခက်အခဲဖြစ်နေတယ်ဆိုတာကြားရတဲ့အခါသူမကိုစိတ်ဝင်စားအောင်လို့လက်ဆောင်တွေအပုံလိုက်ယူသွားပြီးမှသူမကတစ်ချက်လေးတောင်မကြည့်ပဲလွှင့်ပစ်ခဲ့ဘူးလားကိုအိမ်တောင်တက်နှစ်တွေကြာကြီးမှလည်းသူမအပြုံးလေးတစ်ခုရဖို့အတွက်ဈေးကြီးပြီးလှပတဲ့လက်ဆောင်တွေအံ့ဩစရာတွေအမြဲလုပ်ပေးခဲ့ပေမဲ့တခါမှအဆင်မပြေခဲ့ဘူးအဲ့ဒီအချိန်မှာပဲကိုမချစ်တဲ့သူဆိုတာဘလောက်ပဲစူးစမ်းဘာမှပြောင်းလဲမှာမဟုတ်ဘူးဆိုတာငါနားလည်ခဲ့တာသူမကငါ့ကိုလုံးဝလစ်လူရှုလိုက်မယ်လို့ထင်ထားတာကြောင့်သူမလက်ကြည့်ပြီးပြုံးပြလိုက်တဲ့အခါငါလုံးဝတုန်လှုပ်သွားမိတယ်ရပါတယ်ဤတန်တကယ်တော့မင်းကိုတွေ့ရတာငါအရန်ပျော်တယ်လို့ပြောလိုက်တော့ငါစွန့်သွားတယ်ဘာလို့လဲဆိုတော့အရင်ဘဝတစ်လျှောက်လုံးငါတည်တဲ့နေ့ထိလီလီကငါ့ကိုသူ့သဘောနဲ့သူတစ်ခါမှပြုံးမပြခဲ့ဘူးလေဒါမှမဟုတ်ညစာစားပွဲအလေလောက်မှာသူမကငါ့ကိုအေးဆက်ဆန်တာမျိုးပြောင်းလဲလိုက်တာလားလူကြီးတွေကလီလီနဲ့အိမ်အောင်ပြုဖို့ကိစ္စကိုစတင်ပြောဆိုကြပြီးအဲ့ဒီအချိန်မှာပဲငါသူမကိုပြက်တသားပဲညှင်းလိုက်ပြီးကျွန်တော်ကိုခေါ်သွားဖို့အစီအခံကိုပဲလှမ်းခိုင်းလိုက်တယ်တကယ်ပြောရရင်အဲ့ဒီနေရာကဘယ်မှာလဲဆိုတာတော့ငါမမှတ်မိတော့ဘူးစပွဲဝိုင်းမှာရှိတဲ့လီလီတွေမကဘူးလူတိုင်းလိုငါ့ကိုလှည့်ကြည့်လာကြတယ်အကြောင်းကတော့ငငယ်ကလေးကလီလီပါပဲလိုငါကအရေးလိုလိုက်လုပ်ပေးနေကြဆိုတော့အခုလိုမျိုးသူ့ကိုပြက်တသားညှင်းဆန်လိုက်တာကိုသူတို့ဘယ်တော့မှမမြင်ဘူးကြလို့လေဒါပေမဲ့လီလီကတော့စိတ်မဆိုးပါဘူးသူမကငါလက်ကိုလှမ်းကင်ဖို့ကြိုးစားပေမဲ့ငါကချက်ချင်းပဲလက်ကိုရုပ်သိမ်းလိုက်တယ်ငါမျက်နှာအမူအရာကတိတ်ပြီးဖော်ရည်လာတာတော့မဟုတ်ဘူးသူမရဲ့ရုပ်တရက်ပြောင်းလဲသွားတဲ့အပြုအမူကိုဘာကြောင့်လဲဆိုတာငါလုံးဝနားမလည်နိုင်တယ်လို့ဒီကိစ္စတွေကိုထပ်ပြီးဆွဲခေါ်ခံရမှာလဲလုံးဝမလိုချင်ဘူးဒါကြောင့်ငါတို့ကအဲ့လိုမျိုးတွေမဟုတ်ဘူးဟုတ်ပြီလားလူတွေကိုဒီတိုင်းလိုက်မကင်ပါနဲ့ငါမင်းကိုစိတ်မဝင်စားဘူးလို့ပြောလိုက်တယ်
ငါမိဘတွေတောင်ရှက်ရွံ့သွားပြီးလီလီရဲ့မိဘတွေကိုတောင်းပန်နေကြတယ်သူတို့ကငါမကြသေးခင်ကမှစိတ်မကြည်မလင်ဖြစ်နေတာလို့ရှင်းပြနေကြတာဒါပေမဲ့လီလီကတော့ဂရုစိုက်ဖို့မရပါဘူးညှင်းပယ်ခံရတာကသူမအတွက်ပိုတောင်စိတ်ချမ်းသာသွားတယ်လို့ပဲသူမရဲ့အပြုံးကပိုတောင်ကျလာသေးတယ်သူမကတော့ထပ်ပြီးအတင်းကျပ်မလုပ်တော့ပါဘူးညစာကိုတိတ်ဆိတ်စွာနဲ့ပဲဆက်စားလိုက်ကြပြီးသူမရဲ့မိဘတွေကတော့အိမ်အောင်ပြုမဲ့အစီအစဉ်တွေကိုတိတိကျကျသဘောတူလိုက်ကြတယ်နောက်ဆုံးတော့ငါလည်းတပြည့်ရှည်ကြီးချနိုင်တော့တယ်ဒီတစ်ခါတော့အရင်ဘဝကမှားခဲ့တဲ့အမှားမျိုးကိုထပ်မလုပ်တော့ဘူးလို့တွေးလိုက်မိတယ်ငါရဲ့အာယုံဆိုင်မှုတွေကိုကုမ္ပဏီဘက်ကိုပဲပြောင်းလိုက်တယ်ဘာလို့လဲဆိုတော့ဒီဒုတိယဘဝကိုရထားတဲ့အချိန်မှာလီလီနောက်ကိုပဲလိုက်ပြီးအချိန်ဖြုံးနေလို့မဖြစ်တော့ဘူးလေဒါပေမဲ့အလုပ်ပြန်ဆင်းတဲ့ပထမဆုံးနေ့မှာပဲရုံးခန်းထဲကိုဝင်သွားတော့လုံးဝရှိမနေတဲ့လူတစ်ယောက်နဲ့တိုးမိတယ်လီလီကငါ့ကိုမြင်တော့အကြီးမားဆုံးအပြုံးကြီးနဲ့ဟေးမင်းရောက်လာပြီပဲလို့ပြောတယ်သူမကမူလကလေးကလှပနေတဲ့သူဖြစ်ပြီးသူမအတန်ပြုတ်လိုက်တဲ့အချိန်မှာပဲရုံးထဲမှာခိုးကြည့်နေတဲ့လူတိုင်းကငါတို့စီကိုချက်ချင်းလှည့်ကြည့်လာကြတယ်ငါမျက်နှာကိုတင်းငြိမ်အောင်ထိန်းထားပြီးလီလီစီကိုတက်တက်လျှောက်သွားလိုက်တယ်မင်းဒီမှာဘာလုပ်နေတာလဲလို့မေးလိုက်တော့သူမကဘေးနားမှာရှိတဲ့ခီးဆောင်အိတ်ကြီးကိုပုတ်ပြီးအပြည့်ကင်းစင်တဲ့မျက်လုံးတွေနဲ့ငါအလုပ်လာလုပ်တာပေါ့ရှင်းမနေဘူးလားလို့ပြန်ဖြေတယ်ငါကောင်းတွေမူးဝေလာတယ်လို့ပဲဘဝဒုတိယအကြိမ်ရပြန်ဦးတော့သူမစီကနေဘာလို့လွတ်အောင်မပြေးနိုင်ရတာလဲအဲ့ဒီအချိန်မှာပဲငါဖုန်းထဲကိုအဖေစီကနေစားတစောင်းဝင်လာတယ်မင်းညကလီလီအိမ်ပြန်ရောက်တော့ကျွန်တော်တို့နှစ်ယောက်ချစ်ကြိုက်နေကြပြီလို့သူမမိဘတွေကိုပြောပြီးစစ်ဆက်ဖို့အတွက်အတင်းတောင်းဆိုလိုက်တဲ့မိဘနှစ်ဖက်စလုံးကလည်းတိုင်ပင်ပြီးတော့ကျွန်တော်တို့ကတင့်တော်တဲ့ဆုံတွဲပဲလို့ဆုံးဖြတ်ကအတည်ပြုလိုက်ကြတာပေါ့လီလီကိုကြည့်ရင်ကျွန်တော်မူးဝေမတက်တောင်ဖြစ်သွားမိတယ်သူမကိုကြည့်ရတာတစိမ့်တယောက်လိုခံစားရပေမဲ့ကျွန်တော်စိတ်ကိုပြန်ထိန်လိုက်တယ်ဟေးမင်းဒီမှာအလုပ်လုပ်မှဆိုရင်လည်းလုံငါကုမ္ပဏီမှာဘာအလုပ်မှမလုပ်ပဲထိုင်စားတဲ့လူမလို့ဘူးလို့ပြောလိုက်တယ်လီလီကအမြဲတမ်းဂုဏ်ယူတက်ပြီးရှင်းပြလို့စိတ်ပြင်းထန်တဲ့သူပါသူမရဲ့အရေးချင်းကိုဘယ်သူမှမေးခွန်းထုတ်တာကိုသူမလုံးဝမကြိုက်ဘူးဒီလိုလူတွေရှိမှသူမကိုအပြစ်တင်လိုက်ရင်သူမဒေါသထွက်ပြီးပြန်သွားလိမ့်မယ်လို့ကျွန်တော်တွေးမိတာဒါနဲ့လှည့်ထွက်သွားဖို့လုပ်လိုက်ပေမဲ့သူမကကျွန်တော်လက်မောင်းကိုလှမ်းဆွဲလိုက်တယ်ကျွန်တော်လက်ကြည့်လိုက်တဲ့အချိန်မှာပဲလီလီကခြေဖျားထောက်ပြီးကျွန်တော်ဘာကိုနမ်းလိုက်တယ်သူမရဲ့အတန်ကကျွန်တော်တခါမှမကြားဘူးတော့အောင်နူးညံ့နေတယ်နှုတ်ခမ်းဆူပြီးဤတန်ငါတို့မတွေးကြသေးဘူးလားမင်းကလည်းကြမ်းတမ်းလိုက်တာလို့ပြောလိုက်တော့တိတ်ဆိတ်သွားတဲ့အခန်းမထဲမှာရှိတဲ့လူတိုင်းအံ့အားသင့်သွားကြတယ်လူတိုင်းကကျွန်တော်ကိုစိုက်ကြည့်ပြီးဘယ်လိုတုံ့ပြန်မလဲဆိုတာစောင့်ကြည့်နေကြတယ်လီလီရဲ့လုပ်ရက်ကြောက်တင်မကပဲသူမခေါ်လိုက်တဲ့နာမည်ကြောင့်လည်းကျွန်တော်စွန့်သွားမိတယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးစိတ်ကိုပြန်တည်ငြိမ်အောင်လုပ်လိုက်တယ်ကျွန်တော်ရှေ့မှာရက်နေတဲ့လီလီကိုတေချာကြည့်လိုက်တယ်သူမကကျွန်တော်မှတ်မိနေတဲ့လှပတဲ့မျက်နှာပိုင်ရှင်ပဲဒါပေမဲ့ကျွန်တော်မညံတဲ့ကလူနဲ့တော့တခုခုထူးခြားနေတယ်လို့ပဲဒါပေမဲ့ကျွန်တော်ကတစ်သက်လုံးဖြတ်တန်းဘူးလေသူဆိုတော့ဒီလိုမိန်းကလေးတယောက်ရဲ့ကစားကွက်ထဲကိုထပ်ပြီးပါသွားရင်ရှက်စရာကောင်းလိမ့်မယ်ဒါကြောင့်မန်နေဂျာကိုလှမ်းခေါ်လိုက်တယ်အပြင်မှာလဲသူဒီကိုဘယ်လိုရောက်လာတာလဲအင်တာဗျူးရောဖြေခဲ့ရလားသူအင်တာဗျူးမအောင်ရင်အပြင်ကိုထုတ်လိုက်ပါလို့ပြောလိုက်တယ်သူမကကျွန်တော်ဘဝကိုရှုပ်ထွေးအောင်လုပ်ဖို့ရည်ရွယ်ထားတာဆိုတော့ကျွန်တော်လည်းယဉ်ကျေးနေစရာမလိုတော့ဘူးမန်နေဂျာကအခက်တွေ့တဲ့မျက်နှာနဲ့လီလီကိုအဖေကိုယ်တိုင်ခေါ်လာတာပါခင်ဗျာကျွန်တော်တို့ဘာမှလုပ်လို့မရပါဘူးလို့ပြန်ပြောတယ်ကျွန်တော်နှစ်ဖူးကိုလက်နဲ့ဖေးရင်စိတ်ဆုံးဖြတ်လိုက်ပြီးကောင်းပြီးအတိနဲ့ဝင်လာတာမျိုးကမကောင်းပါဘူးသူမကိုအောက်ခြေကနေစပြီးအလုပ်လုပ်ခိုင်းလိုက်လို့ပြောလိုက်တယ်ပြီးတော့လီလီကိုလက်ကြည့်ပြီးဒီစစ်ဆက်ပွဲကိစ္စကိုငါ့ကိုဘယ်သူမှမပြောပြခဲ့တယ်လို့ငါလည်းဘယ်တော့မှသဘောမတူခဲ့ဘူးငါမိဘတွေနဲ့ပြန်ရှင်းလိုက်မယ်ကျေးဇူးပြုပြီးကိုနေရာနဲ့ကိုနေပေးပါလို့ပြက်ပြက်တသားပြောခဲ့တယ်အဲ့ဒါပြီးတော့ကျွန်တော်တက်လေကားထဲဝင်ပြီးရုံးခန်းစီတက်လာခဲ့တယ်လီလီကိုကျွန်တော်ကောင်းကောင်းသိပါတယ်သူမကအမြဲတမ်းကိုယ်ဆန်နှုံးနဲ့ကိုနေတတ်တဲ့သူဘယ်သူစီကမှအဆက်ခွဲတာကိုမခံနိုင်တဲ့သူဒီနေ့လိုလူတွေရှိမှကျွန်တော်သူမကိုအဆက်ခွဲလိုက်တော့သူမသဘောပေါက်သွားမှာပါရုံးထဲကကောလာဟာလာတွေကလည်းသူမစီရောက်သွားမှာပဲမကြခင်မှာပဲလီလီကဒီကိစ္စဟာတန်ဖိုးမရှိမှန်းသိသွားပြီးသူ့သဘောနဲ့သူထွက်သွားလိမ့်မယ်လို့တွေးလိုက်မိတယ်အဲ့ဒီကြားထဲမှာပဲကျွန်တော်စပွဲပေါ်ကဖိုင်တွေကိုအလေးနဲ့ထိုင်စစ်ဆေးနေလိုက်တယ်ကျွန်တော်ကတစ်သက်လုံးပြင်းရခဲ့သူဆိုပေမဲ့အခုတကယ်စူးစမ်းချင်နေပြီဒါပေမဲ့မိဘတွေကိုတညာလေးနဲ့တော့ရုံအောင်ပြောလို့မရဘူးလေဒါကြောင့်အခုကျွန်တော်လိုအပ်နေတာကရလက်ကောင်းတွေပြပြီးကျွန်တော်တကယ်တမ်းအောင်မြင်မှုတွေပြသပြီးကုမ္ပဏီတစ်ခုလုံးကိုလွှဲပြောင်းယူဖို့အတွက်အလေးနဲ့ထားကြောင်းပြသရတော့မယ်ပြီးရင်တော့တစ်သက်လုံးတင်ယူခဲ့ရသမျှအတွေ့အကြုံတွေကိုသုံးပြီးဂျန်ကီယူကိုကမ္ဘာအဆင့်မီအောင်လုပ်ပြမယ်မတိလိုက်တဲ့အချိန်မှာပဲနေ့လယ်စားချိန်ရောက်လာတယ်ကျွန်တော်တောင်းတင်းနေတဲ့လက်တွေကိုဆန်းလိုက်ပြီးထမင်းစားခန်းစီသွားဖို့ပြင်လိုက်တယ်ဒါပေမဲ့ရုံးခန်းကနေထွက်လာလိုက်တာနဲ့လီလီကအချိန်တော်ကြာစောင့်နေတဲ့ပုံစံနဲ့ရက်နေတာကိုတွေ့လိုက်ရတယ်သူမကနေရန်ကုန်မီပြီးစနစ်တကျထုတ်ပိုးထားတဲ့ထမင်းကြိုင်လေးကိုကင်ထားကတောက်ပတဲ့အပြုံးနဲ့ကျွန်တော်စီလျှောက်လာပြီးမင်းပိုက်စာနေတော့မှာပဲမင်းအလုပ်လုပ်နေတာကိုမြင်တော့စားစားဖို့တောင်မင်းနေမှာဆိုလို့ဒါလေးယူလာပေးတာလို့ပြောတယ်ကျွန်တော်မျက်မှောင်အနေငယ်ကျုပ်လိုက်ပြီးပူနေသေးတဲ့ထမင်းကြိုင်ကိုတွန်းဖယ်လိုက်တယ်မလိုပါဘူးကုမ္ပဏီမှာထမင်းစားခန်းရှိတယ်ပြီးတော့မင်းဒီအထက်ကိုတက်လာဖို့ခွင့်မပြုထားဘူးမင်းကိုဘယ်သူလွတ်လိုက်တာလဲလို့မေးလိုက်တယ်ကျွန်တော်ဘေးနားမှာကြောက်ရွံ့တုန်လှုပ်နေတဲ့လက်ထောက်ကိုလှည့်ကြည့်လိုက်တယ်သူမရှင်းပြမလို့လုပ်တဲ့အချိန်မှာပဲလီလီကရှင်လန်းတဲ့အပြုံးနဲ့ကြားဖြတ်ပြောလိုက်တယ်ငါကိုယ်တိုင်တက်လာဖို့တောင်းဆိုခဲ့တာပါသူ့ကိုအပြစ်မတင်ပါနဲ့ငါကမင်းရဲ့ချစ်သူပဲလေဘယ်သူကမှငါ့ကိုတားရဲမှာမဟုတ်ဘူးတဲ့ကျွန်တော်ဒီအချိန်မှာတော့ဒေါသထွက်လာပြီးဘာလို့သူမစီကနေလွတ်အောင်မပြေးနိုင်ရတာလဲလီလီငါဘာမှမပြောရသေးခင်မှာပဲသူမကကျွန်တော်လက်ကိုအရင်ဆွဲလိုက်ပြီးမျက်ရည်တွေဝဲလာတယ်ဤတန်ငါမင်းကိုတကယ်ကြိုက်တာပါကျေးဇူးပြုပြီးငါ့ကိုအခွင့်အရေးတစ်ခုလောက်ပေးပါလို့ပြောတယ်အရင်ဘဝတုန်းကလီလီစီကဒီစကားမျိုးကြားရရင်ကျွန်တော်ပျော်လုံးလို့ကောင်းကင်ဘုံရောက်သွားတယ်လို့ခံစားရမှာဒါပေမဲ့ဒီဘဝမှာတော့သူမစကားကြောင့်ကျွန်တော်ကြောရိုးတဲ့အထိစိတ်သွားတယ်သူမကိုဒီလိုလူမျိုးဖြစ်လာအောင်ဘာတွေများဖြစ်ပျက်ခဲ့တာလဲလီလီရဲ့စကားကြောင့်လမ်းလျှောက်နေသူတိုင်းရက်ကြည့်နေကြပြီးသူတို့မျက်လုံးထဲမှာမနာလိုမှုတွေပြည့်နေတယ်ကျွန်တော်ထမင်းချိုင်ကိုညင်းပယ်ဖို့ပြင်နေတော့မှပဲလီလီကရှေ့ကိုတိုးလာပြီးကျွန်တော်ကိုဖတ်လိုက်တယ်ကျွန်တော်ရုံထွက်ဖို့စူးစမ်းပေမဲ့သူမကသွားတွေကိုစစ်ပိတ်ပြီးတူတူလေးပြောလိုက်တာကိုကြားလိုက်ရတယ်ဤတန်ဒုတိယဘဝရတာမင်းတယောက်တည်းလို့မထင်တဲ့မင်းသားငါ့ကိုအေးဆက်ဆက်ဆက်နေအောင်မယ်ဆိုရင်မင်းရဲ့အနာဂတ်ချွေးမလောင်းကိုမင်းဖိနှိပ်နေတယ်လို့မင်းအဖေကိုငါပြောပြလိုက်မယ်တဲ့ကျွန်တော်ချက်တည်တည်သွားတယ်လီလီလည်းပြန်လဲမွေးဖွားလာတာပဲလားဒါပေမဲ့ဘာလို့ပြန်ရောက်လာပြီးကျွန်တော်နောက်ကိုပဲထပ်လိုက်နေရတာလဲကျွန်တော်လီလီကိုရုံးခန်းနဲ့အတင်းဆွဲခေါ်ပြီးတကားပိတ်လိုက်တယ်လီလီကကျွန်တော်သူမကိုအပြင်းပြင်းနဲ့ဆွဲခေါ်တယ်လို့ချက်ချင်းစတင်ညီးတွားတော့တယ်အရင်ဘဝတုန်းကဒီမှုရဘူးကျွန်တော်အကောင်းဆုံးသိတာပေါ့ကျွန်တော်တခုခုမှားလိုက်တိုင်းဒီမျက်နှာမျိုးလုပ်လို့ရှိတယ်အဲ့ဒီခါတိုင်းကျွန်တော်ကသူမစိတ်ချမ်းသာအောင်မျိုးမျိုးလိုက်ချုပ်ခဲ့ပေမဲ့ဘာမှထူးမလာခဲ့ဘူးဒီဘဝမှာတော့ကျွန်တော်ထပ်မလုပ်တော့ဘူးကျွန်တော်စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီးသူမမျက်လုံးကိုတက်တက်ကြည့်လိုက်တယ်
မင်းလည်းပြန်မွေးဖွားလာတာဆိုတော့ဒီတခါတော့ငါပွန့်ပွန့်လင်းလင်းပဲပြောမယ်ငါတို့လမ်းခွဲကြရအောင်တယောက်နဲ့တယောက်ဘဝထဲမှာဝင်မရှုပ်နေတော့နဲ့လီလီကကျွန်တော်စကားကိုမကြားသလိုပဲလုပ်နေပြီးနာကျင်နေတဲ့မျက်နှာနဲ့အရင်ဘဝတုန်းကကျမတို့အနှစ်ပေါင်းများစွာလက်ထပ်ခဲ့ကြတာအဲ့ဒီတုန်းကမင်းကျမကိုတခါမှအတန်မာနဲ့မပြောခဲ့ဘူးအခုတော့မင်းကျမကိုအမြဲတမ်းအေးဆက်ဆက်ဆန်နေတယ်အခုနောက်ကတော့ကျမကိုနာအောင်လုပ်သေးတယ်လို့ပြောတယ်သူမမျက်နှာကိုကြည့်ရင်းနဲ့ကျွန်တော်တကယ်ပဲကျွန်တော်အနေငယ်များတော့တန်တရားမဖြစ်မိဘူးလို့ရိုးသားစွာနဲ့မဟန်ဆောင်နိုင်ခဲ့ပါဘူးအနှစ်20ကျော်ချစ်ခဲ့ရသူမို့လို့လက်လွတ်ဖို့ဆိုတာလွယ်ကူတဲ့ကိစ္စမဟုတ်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်ရဲ့ရခင်ဘဝတုန်းကကျွန်တော်တည်ဆုံတဲ့နေ့မှာတော့လီလီကကျွန်တော်ကိုသူ့မချစ်ကြောင်းတခါမှမပြောခဲ့ဘူးအဲ့ဒီလိုနာကျင်မှုမျိုးကိုကျွန်တော်ထပ်ပြီးမခံစားနိုင်တော့ပါဘူးကျွန်တော်တိတ်တဆိတ်နဲ့နောက်ဆုတ်ခဲ့ပါတယ်လီလီငါတကယ်ပြောနေတာပါမင်းငါ့ကိုမချစ်ဘူးဆိုတာငါသိတယ်မင်းနဲ့ထိုက်တန်တဲ့သူကိုတွေ့ဖို့အတွက်မင်းလန်းကိုငါမပိတ်ဆို့တော့ပါဘူးလီလီပြန်မပြောခင်မှာပဲကျွန်တော်လက်ထွက်ခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ဆိုသလိုပဲဖုန်းမြည်တန်တစ်ခုကတိတ်ဆိတ်မှုကိုဖျက်ကျော်ပြီးကျွန်တော်ကိုရက်တန်သွားစေပါတယ်ကျွန်တော်အကြည့်လွှဲလိုက်တဲ့အခါမှာတော့လီလီရဲ့ဖုန်းမျက်နှာပြင်ပေါ်မှာကျွန်တော်ချက်ချင်းမမိလိုက်တဲ့အမည်တစ်ခုကိုတွေ့လိုက်ရပါတယ်။ဂျေရခင်ဘဝတုန်းကလီလီချစ်ခဲ့တဲ့လမ်းဘေးလူငယ်လေးအရာအားလုံးရဲ့အစပြုသူပေါ့။သူကပဲကျွန်တော်တို့ကိုအတင်းကျပ်စီစဉ်ပေးခဲ့တဲ့အိမ်တော်ကြီးရဲ့အဓိကအကြောင်းရင်းဖြစ်ခဲ့တယ်လို့လီလီစီကိုကျောင်းအနှစ်20ကျော်ဘလို့မှမရောက်နိုင်အောင်ဖြစ်ခဲ့ရတဲ့အကြောင်းရင်းလည်းဖြစ်ပါတယ်။ကျွန်တော်ရက်နေတဲ့နေရာမှာတင်ရက်လိုက်ပြီးသူမကိုအေးဆက်ဆက်နဲ့ခန်းစားချက်မပါတဲ့အကြည့်တွေနဲ့ကြည့်နေမိပါတယ်။ကျွန်တော်တကယ်ကိုသိချင်မိပါတယ်သူမကကျွန်တော်ကိုတကယ်သဘောကျတယ်လို့ပြောထားပေမဲ့ရခင်ဘဝတုန်းကသူမတကယ်ချစ်ခဲ့တဲ့သူကဖုန်းဆက်လာတဲ့အခါသူမဘာလို့မလဲဆိုတာပေါ့သူမဖုန်းကိုချက်ချင်းကောက်ကင်လိုက်ပြီးဟုတ်ပြီးတိပြီးမင်းပဲမလဲငါအခုလာခဲ့မယ်လို့ပြောတာကိုကျွန်တော်ကြားလိုက်ရပါတယ်ဖုန်းချလိုက်ပြီးနောက်သူမကျွန်တော်ကိုတောင်းပန်တဲ့အပြုံးလေးနဲ့ပြုံးပြကတခုမှမပြောဘဲထွက်သွားပါတော့တယ်ကျွန်တော်ခါတီးစွာရေမောမိပါတယ်ရခင်ဘဝပဲဖြစ်ဖြစ်ဒီဘဝပဲဖြစ်ဖြစ်ကျွန်တော်ဟာလီလီအတွက်တော့ဘယ်ချိန်မှမဆိုစဉ်းစားမနေပဲဆုံးခွာသွားနိုင်တဲ့သူပါပဲကျွန်တော်ဒါကိုအပြီးတိုင်လက်လွတ်လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကားကိုတောင်စီသွားကကားမောင်းပြီးအိမ်ပြန်ခဲ့ပါတယ်လီလီနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့မိဘတွေကိုအမှန်တိုင်းရှင်းပြဖို့လိုအပ်ပါတယ်ကျွန်တော်ဘာမှမပြောဘဲရုတ်တရက်ပြန်ရောက်လာတာကိုမြင်တော့သူတို့အံ့အားသင့်သွားကြပါတယ်ကျွန်တော်ကတလအတွင်းမှာရက်လက်ကောင်းပြမယ်လို့ယုံကြည်ချက်အပြည့်နဲ့ကတိပေးထားခဲ့တာကိုအခုတော့တရက်တောင်မပြည့်သေးခင်အိမ်ပြန်ရောက်လာခဲ့ပြီးကျွန်တော်ရဲ့အဖေကခဏတာစိတ်ပြတ်တဲ့ပုံစံပေါက်သွားပေမဲ့ဘာမှတော့မပြောပါဘူးသူကပဲကျွန်တော်ကိုတူးရဲတော့တာမို့လို့အမြဲလိုလိုက်ထားကြတာမို့လို့ကျွန်တော်အတွက်တခုခုကြွေးဖို့စပုံမှုကိုမှားလိုက်ပါတယ်ဒါပေမဲ့ကျွန်တော်ကသူ့ကိုတားလိုက်ပြီးအဖေလီလီရဲ့စိတ်ဆက်ပွဲကိုဖျက်သိမ်းခြင်းပါတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်အဖေကခဏလောက်နေခနဲ့ဖြစ်သွားပြီးမှသူ့မျက်နှာအမူအရာကစိတ်လိုမကျတယ်လို့ပြောင်းလဲသွားတယ်ဖေဖေကျွန်တော်လက်လိုက်ကိုစိတ်မဝင်စားတယ်လို့တစ်တလုံးအဆင်ပြေတယ်လို့ပဲနေသွားဖို့လည်းဆန္ဒမရှိဘူးကျွန်တော်တကယ်ချစ်တဲ့သူကိုပဲရှာချင်တယ်လို့ပြောလိုက်တယ်ကျွန်တော်အဖေကဝေခွဲမရဖြစ်နေတဲ့ပုံမှာပဲသူ့နဲ့လိုလီချာမှာဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ तू မသိရှာဘူးဒါကြောင့်ကျွန်တော်ရဲ့ရုပ်တရက်ပြောင်းလဲသွားတဲ့အပြုအမူကသူ့ကိုအံ့အားသင့်စေခဲ့တာဖြစ်မှာပါဒါပေမဲ့သူကခေါင်းကိုဖြည်းဖြည်းချင်းညစ်ပြီးမင်းတေချာစဉ်းစားပြီးပြီဆိုရင်တော့လေကိစ္စမရှိပါဘူးနောက်ရက်အနေငယ်အတွင်းမှာပဲဝီယူမီသားစုစီသွားပြီးဒီလက်ထက်မဲ့ကိစ္စကိုဖျက်သိမ်းဖို့ပြောပေးမယ်လို့ပြောပါတယ်သူတခုခုထပ်ပြောချင်နေတဲ့ပုံမှာပဲကျွန်တော်ကတော့သူမေးလာမဲ့မေးခွန်းတွေကိုရှောင်လွှဲဖို့အစဉ်သင့်ပြင်ထားပြီးသားဖြစ်ပေမဲ့အဖေကတော့တခုမှထပ်မပြောတော့ပဲအခန်းတကားကိုတိတ်တိတ်လေးပိတ်ပြီးထွက်သွားခဲ့တယ်ကျွန်တော်လည်းတက်ပြင်းတစ်ချက်ချလိုက်ပြီးကတင်ပေါ်ကိုပြစ်လဲလိုက်တယ်အိမ်လိုက်လာတဲ့ပြီးခဲ့တဲ့ရက်အနေငယ်အတွင်းမှာဖြစ်ပျက်ခဲ့တဲ့အရာတွေအားလုံးကမယုံနိုင်စရာကောင်းလို့နေကျွန်တော်တယောက်တည်းတည်းမဟုတ်ဘူးလေဝီလည်းအတိတ်ဘဝကနေပြန်လည်မွေးဖွားလာတာပဲဒါပေမဲ့ဘာလို့သူကကျွန်တော်ကိုဒီလောက်တောင်လိုက်ပြီးတန်းလန်းဖြစ်နေရတာလဲခေါင်းထဲမှာအတွေးတွေရှုပ်ထွေးနေတာကြောင့်အိတ်ဆက်အနားယူပြီးအခြေအနေကိုစူးစီးဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့ကျွန်တော်အခန်းတကားကိုတစုံတယောက်ကပြင်းပြင်းထန်ထန်ကပ်ဖွင့်လိုက်တဲ့အတန်ကြောင့်လန့်နိုးလာခဲ့ရတယ်ကျွန်တော်မျက်လုံးတွေကိုပုတ်တက်ပြီးစိတ်တိုးတိုးနဲ့ထိုင်လိုက်တယ်အိမ်ကဝန်ထမ်းတွေကကျွန်တော်အခန်းထဲကိုဘယ်တော့မှအတင်းဝင်မလာကြသလိုမိဘတွေဆိုရင်လည်းအရင်ဆုံးတကားကောက်တတ်ကြတယ်ဘသူကဒီလောက်တောင်ရဲတင်းနေတာလဲလို့တွေးနေမိချိန်မှာပဲဘသူလဲဆိုတာမြင်လိုက်ရတော့မမြင်နေတဲ့အိမ်ငိုက်မှုတွေအကုန်ပြေသွားတော့တယ်လူတွေတယောက်ကျွန်တော်ကိုကြည့်ပြီးပြုံးပြရင်ဘယ်သမင်းမှာဘာဖြစ်နေတာလဲလို့မေးလာတယ်မင်းတကယ်ပဲမင်းဖေကိုသွားပြီးငါတို့လက်ထက်မဲ့ကိစ္စကိုဖျက်သိမ်းဖို့ပြောခိုင်းလိုက်တာလားကျွန်တော်လန့်သွားပြီးနောက်ကိုဆုတ်လိုက်ပြီးမဲ့လူတွေကကျွန်တော်ဆောင်ကိုဆွဲယူလိုက်တယ်ကျွန်တော်လည်းအဝိစားတွေကိုအမြန်ဆွဲယူပြီးဖုံးကွယ်လိုက်ရတယ်လူတွေကတော့လုံးဝမတုံ့လို့ပဲဘာမှမဖြစ်တယ်လို့မျိုးကျွန်တော်ကိုကြည့်ပြီးပြုံးနေစေပဲကျွန်တော်ဒေါသထွက်သွားပြီးသူ့ကိုတက်တက်ကြီးကလူတွေမင်းကိုဘသူကအခန်းထဲဝင်လာခိုင်းလို့လေအပြင်ထွက်သွားစမ်းလို့ပြောလိုက်တယ်လူတွေကကျွန်တော်မျက်နှာနာကိုကတ်လာပြီးလက်ထန်တာကငါအိမ်လေးဖြစ်တယ်ဆိုတာမမေ့ပါနဲ့ဒီအိမ်မှာငါနှစ်ပေါင်း60လောက်နေခဲ့ဘူးလားမင်းကိုတွေးဖို့ဘာလို့ခွင့်ပြုချက်လို့မှလဲပြီးတော့အခုမင်းကငါ့ကိုကိုပြန်ထိန်းပါလို့ပြောနေတာလားလို့ပြောတယ်ကျွန်တော်လည်းကတင်ပေါ်ကနေခုံစင်းပြီးသူ့စီကနေဝေးရကိုတက်နိုင်သမျှရှောင်ထွက်လိုက်ကဝီဝီရက်လိုက်တော့ငါတို့နှစ်ယောက်လုံးဒုတိယအခွင့်အရေးရလာကြတာပဲအတိတ်ကမပြီးဆုံးခဲ့တဲ့အလုပ်တွေကိုပဲအာယုံစိုက်ပါတော့ဘာလို့ငါနောက်ကိုဒီလောက်တောင်လိုက်နေရတာလဲလို့ပြန်អော်လိုက်တယ်ဝီဝီမျက်လုံးတွေထဲမှာကျွန်တော်ဖတ်မရတဲ့နာကျင်မှုအရေးအယောင်တွေပေါ်လာတယ်သူမချက်ချင်းပြန်မဖြေပဲအဲ့ဒါမင်းငါ့ကိုဘယ်နှခါလောက်អော်လိုက်ပြီလဲအခုတော့ငါနဲ့ဘာမှမပတ်သက်ချင်တော့ဘူးလို့ပြောနေတာလားအရင်ကငါ့ကိုအချစ်ဆုံးသူကမင်းမဟုတ်ဘူးလားလို့ပြောလာတယ်ဒီစကားကိုဘယ်လိုပြန်ပြောရမှန်းမသိတော့ပေမဲ့အတိတ်ဘဝရဲ့နောက်ဆုံးနေ့တွေကိုပြန်တွေးမိပြီးစိတ်ကိုခိုင်မာအောင်လုပ်လိုက်တယ်အဝိစားလဲပြီးတကားပေါက်စီထွက်သွားရင်အဲ့ဒါတွေကအတိတ်ဘဝကအကြောင်းတွေပဲအခုငါမင်းကိုမချစ်တော့ဘူးမင်းဒီလိုမျိုးအတင်းလိုက်ကနေရင်ငါမင်းကိုပို့ပြီးပဲစိတ်ကုန်လာလိမ့်မယ်လို့ပြောလိုက်တယ်သူမကကျွန်တော်ပြောလိုက်တဲ့စကားကိုမယုံနိုင်တယ်လို့ဖြစ်သွားပြီးကျွန်တော်လက်မောင်းကိုပြေးဆွဲကငါတောင်းပန်ပါတယ်အရင်တစ်ခေါက်တုန်းကမင်းမေးခဲ့တဲ့မိကွန်းအတွက်အဖြေရှိပါတယ်ငါပြောပြဖို့အခွင့်အရေးမရခဲ့တာဘာလို့ပြောလာတယ်ဒါပေမဲ့ကျွန်တော်ကတော့ထိုးအဖြေကိုသိချင်စိတ်မရှိတော့ပါဘူးကျွန်တော်ခေါင်းကိုသာခါလိုက်တော့တယ်ဒါပေမဲ့အဲ့ဒီအဖြေကိုကျွန်တော်စိတ်မဝင်စားတော့ပါဘူးကျွန်တော်ခေါင်းကိုခါပြီးသူ့စီကနေရုံထွက်လိုက်တယ်အဖြေကိုငါသိပြီးသားပါမင်းငါ့ကိုမချစ်ခဲ့ဘူးဆိုတာငါခံစားမိပါတယ်ဒီတစ်ခါတော့ငါ့ကိုလှုပ်ပေးပါတော့လို့ပြောလိုက်တယ်အဲ့ဒီနောက်မှာတော့သူမကိုထားခဲ့ပြီးတကားဝမှာရှိတဲ့မိဘတွေကိုအမြန်နှုတ်ဆက်ကနောက်ကိုလှည့်မကြည့်တော့ပဲထွက်လာခဲ့လိုက်တယ်ကားပေါ်ရောက်ပြီးအလုပ်ကိုသွားနေတော့မှပဲအဖေကဖုန်းဆက်ပြီးကျွန်တော်ကိုအပြစ်တင်တော့တယ်ဘာဖြစ်လို့ဟိုလေးကိုလည်းခေါ်မလာပဲဒီလောက်အစောတလင်နဲ့ထွက်လာရတာလဲလို့သူကမေးတယ်ဝဝီနဲ့ကျွန်တော်ကအတူတူကြီးပြင်းလာတာဆိုတော့ကျွန်တော်မိဘတွေကလည်းသူမကိုသမီးရင်းလိုပဲသဘောထားခဲ့ကြတာပါကျွန်တော်တို့ကြားမှာအဆင်မပြေဖြစ်လာရင်တော့မှဆက်ဆံရေးကိုဒီလိုမျိုးပုံစံမျိုးနဲ့အဆုံးသတ်သွားတာကိုသူတို့မမြင်ချင်ကြပါဘူးကျွန်တော်တက်ပြင်းချလိုက်တဲ့ကံကောင်းစွာနဲ့ပဲကားကိုဝေးဝေးမမောင်းရသေးတာကြောင့်ဟုတ်ကဲ့ပါကျွန်တော်အခုပဲပြန်လဲတော့မယ်လို့ပြောလိုက်တယ်
ဖုန်းချခါနီးမှာပဲတစ်ဖက်က။အဖေရဲ့တပြင်းချတန်ကြောင့်ကျွန်တော်ရက်လိုက်မိတဲ့။အဖေအတန်ကအရင်ကထပ်ပုံနူးညံ့သွားပြီးစိတ်ပြအားငယ်နေပုံပေါက်နေတဲ့။လီတမင်းနဲ့လလီကြားမှာနားလည်မှုလွဲတာတစ်ခုခုရှိနေတယ်လို့ငါထင်တယ်။မင်းတို့နှစ်ယောက်ကအရင်ကအရန်ခင်ကြတာလေဒီလိုမျိုးရန်သူလိုဖြစ်သွားတာကိုငါမမြင်ချင်ပါဘူးလို့ပြောတယ်။ခဏလောက်တော့ကျွန်တော်မျက်စိတွေပူဆက်သွားတယ်။အတိတ်ဘဝတုန်းကလည်းကျွန်တော်မိဘတွေကကျွန်တော်နဲ့လလီကြောင်းအတွက်ဒီတိုင်းပဲစိတ်ပူခဲ့ကြတာပါ။ကျွန်တော်တို့ကြားကသဘောတူညီချက်အကြောင်းသူတို့ဘာမှမသိခဲ့ပေမဲ့ကျွန်တော်တို့အိမ်တော်ရဲ့အေးဆက်မှုကိုတော့သူတို့မြင်ခဲ့ကြတာပေါ့။ကျွန်တော်နည်းနည်းလေးပဲဖြစ်ဖြစ်ပျော်ရွှင်ပါစေဆိုတဲ့စိတ်နဲ့သူတို့အစွမ်းကုန်စူးစမ်းခဲ့ကြတာပါကျွန်တော်တို့စကားပြောစရာလေးတွေရှိလာအောင်လို့တောင်အသက်ကြီးတဲ့အထိမြေးတွေကိုထိမ့်ပေးခဲ့ကြတယ်ဒါပေမဲ့ဘာမှထူးမလာခဲ့ပါဘူးကျွန်တော်ဖေဖေပြောတာနားလဲပါတယ်ကျွန်တော်တို့နဲ့အေးအေးဆေးဆေးစကားပြောကြည့်ပါမယ်လို့ပြန်ပြောလိုက်တယ်အိမ်ပြန်ရောက်တော့လော်လိုက်ကတကားဝမှာမျက်လုံးတွေနီးရဲပြီးရက်နေတာကိုတွေ့လိုက်ရတယ်ကျွန်တော်မိဘတွေကတော့ဘာမှသိမပြောပဲကျွန်တော်တို့နှစ်ယောက်ကိုကြည့်ပြီးတပြင်းမဲ့ချနေခဲ့တယ်ကားပေါ်ရောက်တော့လော်လီကကျွန်တော်လက်ထက်မဲ့ကိစ္စကိုဖျက်သိမ်းချင်နေတယ်ဆိုတာကြားသွားပြီးအကြီးကျယ်ရုံးရင်းဆန်ခတ်လုပ်ခဲ့တယ်ဆိုတာသိလိုက်ရတယ်ဒါပေမဲ့ဘာမှထူးမလာခဲ့ပါဘူးသူမကကျွန်တော်ရဲ့စစ်ဆက်ထားသူဆိုတဲ့ဂုံပုတ်ကိုဆက်လက်ယူထားဆဲဖြစ်ပြီးကျွန်တော်ကုမ္ပဏီကိုလည်းပုံမှန်လာနေခဲ့တယ်တရက်တော့အလောက်ကပြန်လာမှဝါလိကကားရှိခန်းကိုတက်ဖို့ပြင်နေတော့ကျွန်တော်ကသူ့ရှိကိုအရင်ဝင်ရက်လိုက်တယ်အဖေနဲ့အမေအခုဒီမှာမရှိဘူးအဲ့ဒီတော့တရုတ်ဆောင်နေစရာမလိုတော့ဘူးလို့တက်တက်ပဲပြောလိုက်တယ်ပြီးတော့အနီးနားမှာရှိတဲ့သူမကားကိုလက်ညှိုးထိုးပြပြီးကျွန်တော်တယောက်တည်းကားမောင်းထွက်လာခဲ့တယ်လီလီရဲ့မျက်နှာမှာမျက်ရည်စလေးတွေမြင်လိုက်ရတယ်လို့ခံစားလိုက်ရပေမဲ့ကျွန်တော်ကောင်းကိုခါပြီးအဲ့ဒီအတွေးတွေကိုဖယ်ထုတ်ပစ်လိုက်တယ်လီလီကကျွန်တော်ကိုဂယုစိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေသူမကကျွန်တော်ကိုဘာမှအရေးမစိုက်ခဲ့တာအဲ့ဒီနောက်ပိုင်းလီလီကအရင်ကထက်အနေငယ်ရှော့လုပ်လာတယ်ကျွန်တော်နောက်ကိုနေတိုင်းလိုက်မနေတော့ပဲနေ့လယ်စာတွေကိုတော့ပုံမှန်ပို့ပေးနေတယ်သူကကျွန်တော်ကိုတိုက်ရိုက်မပေးပဲလက်ထောက်စီမှာပဲတိတ်တိတ်လေးထားခဲ့တာကြောင့်ကျွန်တော်လည်းညင်းဖို့ခွင့်မတာခဲ့ဘူးရုံးကလူတွေစီကကြားရတာတော့သူမကကျွန်တော်အလုပ်ပြင်ပန်းလာရင်ပူပူနွေးနွေးစားရအောင်လို့မနေ့တိုင်းစောစောထားပြီးကိုယ်တိုင်ချက်ပြုတ်နေတာတဲ့အဲ့ဒီချက်ကကျွန်တော်ရင်ထဲမှာနှွေးထွေးသွားစေတဲ့အတိတ်ဘဝတုန်းကဆိုရင်လီလီကကျွန်တော်အတွက်ချက်ပြုတ်ပေးဖို့ဆိုတာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါညစာတောင်အိမ်မှာမစားဖြစ်တာများပြီးနှစ်ပတ်လည်နေ့တွေမှာကျွန်တော်ကအစားအသောက်တွေအများကြီးပြင်ဆင်ပြီးခေါ်ရင်တောင်အလုပ်ကိစ္စကြောင့်ညှင်းပယ်ခံရပြီးအေးဆက်နေတဲ့အစားအသောက်တွေကိုပဲတယောက်တည်းစားနေရတာမျိုးပါကျွန်တော်တို့မှာကလေးတွေရလာပြီးတဲ့နောက်မှာတော့ဘာမှပြောင်းလဲမသွားခဲ့ပါဘူးနောက်ဆုံးတော့လေသူ့ကိုစိတ်ဝင်စားအောင်လုပ်ဖို့ကြိုးစားတာကိုရက်လိုက်ပြီးသူ့နေထိုင်မှုပုံစံအတိုင်းပဲကျွန်တော်လွတ်ထားလိုက်တော့တယ်အပြင်ပန်းကြည့်ရင်တော့ကျွန်တော်တို့ကစုံတွဲတွဲလိုပဲပျော်ရွှင်နေတယ်လို့ထင်ရပေမဲ့အတွင်းထဲမှာဘယ်လောက်အေးဆက်နေလဲဆိုတာကိုတော့ကျွန်တော်တယောက်တည်းပဲသိခဲ့တာပါကျွန်တော်တို့ကြားမှာအချစ်ဆိုတာမရှိခဲ့ဘူးဆိုတာကိုကျွန်တော်ညင်းလို့မရပါဘူးလီလီခုလုပ်နေတဲ့အရာတွေအားလုံးကတော့ကျွန်တော်ရဲ့စိတ်ပိုင်းဖြတ်ထားမှုကိုတဖြည်းဖြည်းနဲ့ညှော်နှဲလာအောင်လုပ်နေတယ်လို့ပါပဲတကယ်လို့သူမတအခုလိုမျိုးသူ့မှာဘာတွေရှိနေတယ်လဲဆိုတာကိုသဘောပေါက်ပြီးကျွန်တော်ပုံကိုနည်းနည်းလေးပဲဖြစ်ဖြစ်စတင်ချစ်ခင်လာတာဆိုရင်ရောအဲ့ဒီလိုတွေးမိပြီးကျွန်တော်အလိုလိုပဲတကားဘက်ကိုလှမ်းကြည့်လိုက်တယ်လီလီရဲ့စပွဲခုံကကျွန်တော်စာပွဲရဲ့တက်တက်မှာရှိနေတာပါခေါင်းမောလိုက်ယုံနဲ့မြင်နိုင်ပေမဲ့အခုချိန်မှာတော့သူ့ခုံကလွတ်နေတယ်ကျွန်တော်မျက်မှောင်ကျုပ်လိုက်မိတယ်လီလီကအလုပ်ပြတ်တဲ့သူမျိုးဘယ်တော့မှမဟုတ်ခဲ့ဘူးသူမကကျွန်တော်ထက်တောင်အလုပ်ကိုပို့ပြီးအလေးနဲ့ထားသူပါအရင်ဘဝတုန်းကကျွန်တော်ကသူမကိုပဲယူယူမူမူချစ်နေမိလို့သူမကိုချစ်လာအောင်စူးစမ်းနေမိလို့ကျွန်တော်ကုမ္ပဏီကငွေတွေအမြဲဆုံးရှုံးနေခဲ့ရတယ်နောက်ဆုံးတော့လီလီလည်းတိမခံနိုင်တော့ပဲကျွန်တော်ကိုတက်တက်ပဲပြောခဲ့တယ်ဘာမှမလုပ်တတ်တဲ့သူတယောက်ကိုသူမလေးစားမှုမရှိဘူးတဲ့အဲ့ဒီစကားကကျွန်တော်ကိုနိုးကြလာစေပြီးကုမ္ပဏီကိုစနစ်တကျပြန်လဲလှုပ်ဆောင်ဖြစ်ခဲ့တယ်အဲ့ဒီချိန်ရောက်တော့ Lily က Lee Group ကိုအစင်းမြင့်တဲ့နေရာတစ်ခုအထိရောက်အောင်ဆွဲတင်ပြီးသားပါကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကလည်းကျွန်တော်တို့အိမ်တော်ရင်းမှာအလုပ်ကိုင်ပိုင်းနဲ့ပတ်သက်ရင် Lily ကပဲထူးချွန်ထက်မြက်တယ်လို့ပြောစပြလာကြတယ်သူမကကျွန်တော်ကိုအေးဆက်ဆက်နေပေမဲ့လည်းသူမရဲ့အောင်မြင်မှုအတွက်ကျွန်တော်ဘယ်တော့မှမနာလို့မဖြစ်ခဲ့ပါဘူးသူမတိဆောက်ထားတဲ့အရာအလုံးအတွက်ကျွန်တော်တကယ်ကိုဂုဏ်ယူခဲ့တာပါကျွန်တော်ထိုင်နေရာကနေထားပြီးရုံးခန်းအပြင်ဘက်ကိုထွက်သွားကတကားနာကလက်ထောက်ကိုမေးလိုက်တယ် Lily ဘယ်သွားတာလဲလို့မေးတော့သူမကစိုးရိမ်တကြီးနဲ့စကားတွေတစ်ဖြစ်ပြီး Messenger ဖုန်းဝင်လာလို့အပြင်ခဏထွက်သွားပါတယ်လို့ပြောလိုက်ပါတယ်သူမအိမ်သာသွားတာပဲဖြစ်ဖြစ်အိမ်မှာတခုခုအရေးပေါ်ကိစ္စပေါ်လာတာပဲဖြစ်နိုင်တယ်လို့တွေးမိပေမဲ့ဒီဖြေကကျွန်တော်ကိုပိုတန်တရားဝင်စေပါတယ်အိမ်သားတွေကဒီထက်မှနေရှိနေတာလေဒါပေမဲ့လက်ထောက်ကတော့လီလီအဆောက်အဦကနေထွက်သွားပြီလို့ပြောတယ်ပြီးတော့အိမ်မှာတခုခုဖြစ်လာမယ်ဆိုရင်လေလီလီကကျွန်တော်ကိုအရင်ပြောပြမှာပါလက်ထောက်ကတော့သူမခုလေးတင်မဲ့ထွက်သွားတာလို့အသေးချာပြောခဲ့ပါတယ်ကျွန်တော်အောက်ထပ်ကိုအမြန်ဆင်းသွားခဲ့ပါတယ်သူမကိုမိအောင်ဖမ်းနိုင်လိမ့်မယ်လို့မျှော်လင့်ပေမဲ့လည်းတိတ်တော့မယုံကြည်ပါဘူးသူမကားမောင်းထွက်သွားပြီဆိုရင်တော့အဝေးကြီးကိုရောက်နေလောက်ပြီလေဒါပေမဲ့ကံကောင်းခြင်းကကျွန်တော်ဘက်မှာရှိကောင်းရှိနိုင်မှာပါဝင်ပေါက်နားမှာရက်နေတဲ့လီလီကိုကျွန်တော်တွေ့လိုက်ရတယ်သူမနာမည်ကိုခေါ်ဖို့အလုံးမှာပဲကျွန်တော်အမြင်ကဆုံးလူတယောက်သူမဘေးမှာပေါ်လာပါတယ်အဲ့ဒါကဂျိတ်ပါသူကလီလီစီကိုပြုံးပြီးရှောက်သွားကသူတို့နှစ်ယောက်ဖက်လိုက်ကြတယ်ကျွန်တော်လာတာကိုလီလီကြားသွားပုံရပါတယ်သူမနောက်ကိုလှည့်ကြည့်လိုက်တယ်ကျွန်တော်တို့သုံးယောက်သားဘာမှမပြောပဲတိတ်ဆိတ်စွာနဲ့တယောက်ကိုတယောက်စိုက်ကြည့်နေမိကြတယ်ကျွန်တော်တခုမှမပြောပဲအပေါ်ထက်ကိုပြန်တက်ဖို့လှည့်လိုက်တယ်လီလီကတတိပြန်ဝင်လာပြီးကျွန်တော်နောက်ကိုအမြန်လိုက်လာပါတယ်ဂျိတ်ကတော့လိုက်လာခြင်းပုံရပေမဲ့အဆောက်အဦရဲ့လုံခြုံရေးတကားကသူ့ကိုအပြင်မှာပိတ်ဆို့ထားလိုက်ပါတယ်လက်လီကတကားတွေကမြန်မြန်ပိတ်သွားပြီးလီလီကလည်းသူ့မနာမည်ကိုခေါ်နေတဲ့လှေကားတွေကိုလုံးဝပြူးမဆိုင်တော့ပါဘူးဒါပေမဲ့ကျွန်တော်ကတော့ဘာမှပြန်မပြောခဲ့ပါဘူးကျွန်တော်ရုတ်တရက်ကြီးကိုရေစရာကောင်းနေတယ်လို့ခံစားလိုက်ရတယ်အရင်ဘဝတုန်းကလီလီကိုဆယ်စုနှစ်ပေါင်းများစွာချစ်ခဲ့ပေမဲ့ဘာကြိုးမျက်မှပြန်မရခဲ့ပါဘူးအနည်းဆုံးအမုံမွားလေးတောင်မရခဲ့ဘူးဒီတစ်ခေါက်မှာတော့သူမကိုမချစ်တော့ဘူးလို့ကျွန်တော်တေချာပေါက်ဆုံးဖြတ်ထားခဲ့ပေမဲ့သူမနှွေးထွေးမှုပြတိုင်းကျွန်တော်စိတ်တွေပြောညံ့သွားခဲ့ရတယ်ခုနကမြင်လိုက်ရတဲ့မြင်ကွင်းကကျွန်တော်ဘာပဲလုပ်သူမရဲ့နှလုံးသားထဲမှာဂျိတ်ကိုကြုံပြီးကျွန်တော်ဘယ်တော့မှနေရာမရနိုင်ဘူးဆိုတာကိုသတိပေးလိုက်လို့ပါပဲလီလီကကျွန်တော်ကိုဂရုစိုက်ပြီးဒီတစ်ခေါက်မှာအမှားပြင်ဆင်ဖို့ကြိုးစားနေတာဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒါကအချစ်မဟုတ်ပဲအပြစ်ရှိတယ်လို့ခံစားရတဲ့စိတ်မျိုးပဲဖြစ်နေမလားကျွန်တော်ကောင်းကိုမောလိုက်ပြီးမျက်ရည်တွေကိုမကြအောင်ထိန်းထားပေမဲ့မအောင်မြင်ခဲ့ပါဘူးမျက်လုံးတွေနီးရဲရဲနဲ့ပဲရုံးခန်းထဲကိုပြန်ဝင်လာခဲ့တယ်စပွဲပေါ်ကဖိုင်တွေကိုစူးစီးဖို့လုပ်လိုက်တယ်ဒီစိတ်အခြေအနေနဲ့ဘာမှအာရုံစိုက်လို့မရဘူးလေဒါပေမဲ့ကံကောင်းတာကလွန်ခဲ့တဲ့ရက်အနည်းငယ်ကအဓိကစာချုပ်ကိစ္စတစ်ခုမှာနှင်းမြုပ်လုပ်ကင်ခဲ့တာကြောင့်ခိုင်မာတဲ့အစီအစဉ်တစ်ခုတော့ရထားခဲ့တယ်ကျွန်တော်ဒါကိုမိဘတွေကိုပေးအပ်ပြီးသူတို့ဆက်လုပ်နိုင်အောင်လုပ်ပေးတော့မယ်ဒါကသူတို့ကိုပြချင်တဲ့ကျွန်တော်ရဲ့ရလဒ်ပဲအထုပ်ပိုးတွေတင်ပြီးတကားဖွင့်လိုက်တဲ့အချိန်မှာပဲလီလီကကျွန်တော်ရင်ခွင်ထဲကိုတိုးဝင်လာပါတယ်သူမမျက်နှာမှာမျက်ရည်တွေစီးကျနေပြီးမိတ်ကပ်တွေကလည်းပျက်စီးကုန်ပြီးအပြင်မှာလူတွေကပွင့်ပွင့်လင်းလင်းကြည့်နေကြတာကိုတောင်သူမဂရုမစိုက်တော့ဘူးကျွန်တော်တကားကိုအမြန်ပိတ်လိုက်ပြီးသူမကိုဘေးကိုဆွဲခေါ်လိုက်တယ်လီလီကကျွန်တော်ကိုတင်းကြပ်ဖတ်ထားပြီးကျွန်တော်ဘာပဲပြောမလွတ်ပေးပါဘူးသူမကပဲစက်တိုင်ကိုနေပြီးကျွန်တော်အင်ဂျီတွေတောင်ဆိုရွဲကုန်တယ်
ကျွန်တော်လည်းအစင်မပြေစွာနဲ့ပဲသူမရဲ့နောက်ကျောကိုညင်သာစွာပုတ်ပေးလိုက်ပါတယ်ကြာမြင့်စွာငိုကြွေးပြီးနောက်မှာတော့လီလီတည်ငြိမ်သွားပါတယ်သူမကျွန်တော်မျက်လုံးတွေကိုတက်တက်ကြည့်ပြီးအလေးနဲ့ပြောပါတယ်အီတန်ကပြောတာကိုနားထောင်ပေးပါငါနဲ့ချိန်နဲ့ကြာမှာဘာမှမရှိပါဘူးအဲ့ဒီနာမည်ကိုကြားလိုက်တာနဲ့ကျွန်တော်သူမရဲ့ဖတ်ထားမှုကနေရုံထွက်ဖို့စူးစမ်းလိုက်တယ်ဒါပေမဲ့လီလီကချက်ချင်းသတိထားမိပြီးကျွန်တော်သူမကိုထပ်ပြီးညှင်းပယ်သွားမှကြောက်တဲ့ပုံနဲ့ပူတင်းအောင်ဖတ်ထားလိုက်တယ်ကျွန်တော်စကားတခုမှမပြောခင်သူမကအရင်ဦးအောင်ပြောလိုက်တယ်လူတွေအားလုံးကငါ့ကိုဂျိတ်အပေါ်မှာစိတ်ဝင်စားတယ်လို့ပဲအမြဲထင်နေကြတာဒါပေမဲ့အဲ့ဒါတွေအားလုံးကနားလည်မှုလွဲနေတာပြီးတော့မင်းကလည်းငါ့ကိုရှင်းပြခွင့်တစ်ခါမှမပေးခဲ့ဘူးတညမှာကျွန်တော်အလုပ်ကိစ္စနဲ့ညစာစားပွဲတစ်ခုသွားလို့ကျွန်တော်ကားသမားကလာမကြုံနိုင်ခဲ့ဘူးလမ်းပေါ်မှာလူဆိုးတစုကကျွန်တော်ကိုလာရောက်နှောက်ယှက်တော့ဂျိတ်ကကြားဝင်ကူညီပေးခဲ့တယ်လီလီဝဲဝဲသူမရဲ့လက်မောင်းကိုပစ်တင်လိုက်တဲ့အချိန်မှာကျွန်တော်မျက်လုံးတွေပြူးသွားမိတယ်သူမရဲ့လက်မောင်းမှာအမာရွတ်တစ်ခုထင်းထင်းရှားရှားရှိနေတယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်းသူမမှာဒီအမာရွတ်တိုင်းပဲရှိခဲ့ဘူးပြီးအဲ့ဒီတုန်းကသူမဟာလက်တို့အင်ဂျီတွေကိုအကြာကြီးဝတ်ဆင်ခြင်းမပြုတော့တာကိုသတိထားမိခဲ့တယ်အခုမှပဲဒီအမာရွတ်ကဘယ်ကနေရလာလဲဆိုတာကိုသိလိုက်ရတယ်လီလီကအဲ့ဒီအချိန်မှာစိတ်ငြိမ်သွားပြီးသူမလက်ကိုလွှတ်လိုက်ပြီးတင်းငြိမ်စွာနဲ့ပြောတယ်သူကဆင်းရဲတဲ့ပတ်ဝန်းကျင်မှာကြီးပြင်းလာတာအခြေခံအဖြစ်တော့သူကိုယ်တိုင်ပဲရုန်းကန်ကြီးပြင်းခဲ့ရတာသူ့အဖွားကအိမ်မှာအရန်နေမကောင်းဖြစ်နေတော့သူ့ကိုပြန်ကျေးဇူးဆက်ခြင်းနဲ့စိတ်နဲ့ငွေကြေးရကူညီထောက်ပံ့ပေးခဲ့တာပါတဲ့ပြီးခဲ့တဲ့တစ်ခေါက်တုန်းကကျွန်တော်တို့လက်ထပ်ပြီးတဲ့နောက်မှာလည်းလီလီကဂျိတ်ကိုဆက်လက်ထောက်ပံ့ခဲ့ပြီးသူမရဲ့ကုမ္ပဏီမှာတော့အလုပ်ခံထားခဲ့တယ်ကျွန်တော်ကတော့သူမကဂျိတ်ကိုမမေ့နိုင်သေးလို့အခုထိဆွဲလန်းနေတယ်လို့အမြဲတမ်းထင်နေခဲ့မိတာဒါပေမဲ့ကျွန်တော်တို့ရဲ့အိမ်တော်ကြီးကကျွန်တော်ကိုယ်တိုင်ကအတင်းအဓမ္မယူထားတယ်လို့ဖြစ်နေတဲ့အတွက်သူမကိုဒီအကြောင်းမမေ့ရခဲ့ဘူးဒါကြောင့်လီလီကဂျိတ်အကြောင်းပြောတိုင်းကျွန်တော်ကဘာမှမတွေးပဲစကားလမ်းကြောင်းလွှဲပစ်ခဲ့တယ်ကျွန်တော်မျက်နှာလွှဲသွားတာကိုမြင်တော့လီလီကကျွန်တော်ဘာကိုသဘောပေါက်သွားလဲဆိုတာသိလိုက်တယ်သူမကစကားဆက်ပြောတယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကရှင်းမေးခဲ့တဲ့မိကုန်းကိုလေကျွန်မကဘယ်လိုဖြစ်ရမှန်းမသိလို့မဟုတ်ဘူးသူမကတက်ပြင်းတစ်ချက်ချပြီးကျွန်တော်ကိုဝမ်းနေချင်းချစ်ချင်းတို့နဲ့ပြည့်နေနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးပြောတယ်အီတန်ကျွန်မလည်းရှင်းကိုချစ်ပါတယ်ကျွန်မတို့နှစ်ယောက်ပေါင်း60ကြာနေခဲ့တာပဲဘယ်လိုလုံးမချစ်ပဲနေနိုင်ပါမလဲအိမ်အောင်ပြုဖို့စီစဉ်ထားတာတွေကအကြောင်းပြချက်တက်ပါဂျိတ်နဲ့ကျွန်မကတငယ်ချင်းတွေထပ်ပိုးတဲ့ဆက်ဆံရေးဘယ်တော့မှမရှိခဲ့ပါဘူးကျွန်မကကိုယ်ခံစားချက်ကိုထုတ်ပြဖို့ညံခင်းရုံမှာကျွန်မကကောင်းပါလားဒါကိုရှင်ဘာလို့မသိလိုက်ရတာလဲလီလီရဲ့စကားတွေကြောင့်တခန်းလုံးရိမ့်ရိုင်သွားတယ်လို့ပဲဒါအမှန်တရားလားဒါမှမဟုတ်ကျွန်တော်အိမ်မက်မက်နေတာလားသူမအိတ်ထဲကစိတ်မတန်းစာရွက်အချို့ကိုထုတ်ပြတယ်အဲ့ဒီစာရွက်တွေပေါ်ကနာမည်ကကျွန်တော်မရင်းနှီးတဲ့သူတယောက်ရဲ့နာမည်ဖြစ်နေပေမဲ့အရေးပေါ်ဆက်သွယ်ရမယ့်သူနေရာမှာဂျိတ်ရဲ့နာမည်ကိုရေးထားတယ်လီလီကသူ့ကိုထောက်ပံ့ကူညီပေးတယ်ဆိုတဲ့အကြောင်းအရာတွေအားလုံးကအမှန်ပဲဆိုတာကျွန်တော်ကောင်းတဲ့ချက်ချင်းပေါ်လာတယ်ဒါနဲ့ကျွန်တော်တုံလီနဲ့ပဲပြောလိုက်မိတယ်ဒါပေမဲ့ကျွန်တော်တို့လက်ထပ်ပြီးတဲ့နောက်မှာရှင်ကကျွန်တော်လက်ဆောင်တွေကိုအမြဲညှင်းဆန်ခဲ့တယ်ကျွန်တော်ကိုစိတ်နှောက်ယှက်ဖြစ်တယ်လို့ပဲအမြဲနေခဲ့တာလေပြီးတော့အိမ်မှာလည်းအမြဲမရှိဘူးတနေရာမှာပဲရှိနေတာကျွန်မကကျွန်တော်နားမှာမရှိချင်တာပဲလို့ကျွန်တော်ထင်ခဲ့တာလီလီရဲ့မျက်နှာအနှဲငယ်ရှုံးမဲ့သွားတယ်ပြီးတော့ကျွန်တော်ကိုနောက်ပြောင်တဲ့အနေနဲ့ပခုံးကိုပုတ်လိုက်ပြီးရှင်ပေးတဲ့အရာတစ်ခုချင်းစီတိုင်းကိုကျွန်မဗီဒီယိုထဲမှာတေချာတင်ထားတာပါလို့ညညူတန်လေးနဲ့ပြောတယ်ပြီးတော့အခုကျွန်မဆွဲထားတဲ့ဒီဆွဲကြိုးကလည်းကျွန်မတို့ငငယ်တုန်းကရှင်ပေးခဲ့တဲ့မွေးနေ့လက်ဆောင်တွေကျွန်တော်မှတ်ညာဟောင်းတွေကိုပြန်တူးဆွဲကြည့်မိတယ်သူမပြောတာမှန်တယ်သူမကကျွန်တော်ပေးတဲ့အဝတ်စားတွေကိုမဝတ်ခဲ့ပေမဲ့တစ်ခုချင်းစီကိုစနစ်တကျသိသိထားခဲ့တာပြီးတော့သူမကရှက်သွေးဖြာလေးရဲ့နဲ့ဆက်ပြောတယ်ဒါအပြင်ကျွန်မကရှင့်ကိုတကယ်မချစ်ရင်ဘာလို့ကလေးတွေငွေပေးမှလဲကျွန်မမိသားစုကအရင်းမြစ်တွေအများကြီးပိုင်ဆိုင်ထားတာတကယ်လို့ဒါကွာရှင်းဖြစ်ခဲ့ရင်လည်းကျွန်မကဘာမှဖြစ်မှာမဟုတ်ဘူးတဲ့အဲ့ဒီအချက်ကိုတော့ကျွန်တော်လုံးဝမတွေးမိခဲ့ဘူးကလေးတွေကြောင့်သာသူမကကျွန်တော်နားမှာရှိနေတာလို့အမြဲထင်နေခဲ့မိတာအဲ့ဒီနောက်မှာတော့လီလီမျက်လုံးတွေကိုတက်မကြည့်ရတော့ပဲအတော်ကြာအောင်နေခဲ့ရတယ်လီလီကတပြင်းချတယ်ကျွန်တော်ကအခြေရေးနဲ့ပတ်သက်ရင်ဒီလောက်တောင်နားမလဲပဲဖြစ်နေလိမ့်မယ်လို့သူမထင်မထားခဲ့ပုံရတယ်သူမကရှေ့ကိုတိုးလာပြီးကျွန်တော်လက်ကိုညှင်းသားစွာစုပ်ကိုင်ရင်ပြောတယ်ပြီးခဲ့တဲ့တစ်ခေါက်တုန်းကရှင်မစီးပွားရေးအတွေ့အကြုံမရှိမှန်းကျွန်မသိတယ်ဒါကြောင့်မိသားစုဝင်ထုတ်ဝင်ဖို့တစ်ခုလုံးကိုရှင်တယောက်တည်းထမ်းထားရတာကိုကျွန်မမလိုလားဘူးဒါကြောင့်ကျွန်မလည်းအပြင်ထွက်ပြီးအလုပ်လုပ်ခဲ့တာပါပြီးခဲ့တဲ့တစ်ခေါက်တုန်းကကျွန်မရှင်ကိုချစ်ပါတယ်ရှင်လည်းကျွန်မကိုဒီတစ်ခါတော့မင်းကိုအချိန်ကြာကြီးချစ်နေတော့မှာပါအဲ့ဒီလိုပြောပြီးလီလီကကျွန်တော်စီကိုတိုးကပ်လာကနမ်းလိုက်ပါတယ်ကျွန်တော်ကတော့ဘာမှမသိတော့ပဲကြောင်းတောင်ဖြစ်နေမိတယ်တစ်ချိန်လုံးကျွန်တော်လက်မောင်းကိုပြင်းပြင်းလေးစိတ်ကြည့်မိတယ်နားလိုက်တာဒါဆိုရင်ဒါဟာအိမ်မက်မဟုတ်ဘူးပေါ့ကျွန်တော်ရှိမှရှိနေတဲ့လီလီကအစ်စ်မှန်ပါပြီးတော့သူကျွန်တော်ကိုချစ်နေတာပါလီလီဘာကြောင့်ကျွန်တော်နဲ့အတူပြန်လည်မွေးဖွားလာခဲ့ရတာလဲဆိုတာကိုအခုတော့ကျွန်တော်သဘောပေါက်သွားပါပြီကျွန်တော်တို့ရဲ့အရင်ဘဝတွေကိုအလကားဖြုံးတိပစ်လိုက်တာကိုစကြဝဠာကြီးကမကြည့်ရတော့တာကြောင့်အခုလိုအချိန်တွေကိုပြန်လည်ပြုပြင်ဖို့အခွင့်အရေးတစ်ခုထပ်ပေးလိုက်တာပဲဖြစ်ရမယ်ကျွန်တော်ရဲ့မြင်တက်နေတဲ့မျက်နှာကိုကြည့်ပြီးလီလီကရင်မောလိုက်ပါတယ်ရုံးခန်းထဲကမျက်နှာပြင်ကြီးပေါ်မှာရှိနေတဲ့ share ဈေးနှုန်းစရာတွေကအနှဲငယ်ရွှေ့လျားစပြူလာပါတယ်ကျွန်တော်တို့နှစ်ယောက်စလုံးဟိုဘက်ကိုလှမ်းကြည့်လိုက်ကြပေမဲ့ဘာစကားမှတော့မပြောဖြစ်ကြပါဘူးကျွန်တော်တို့နှစ်ယောက်လုံးကအရင်ဘဝကအဖြစ်အပျက်တွေကိုကြုံတွေ့ပြီးသားဖြစ်တဲ့အတွက်ဒီလိုမျိုးပြောင်းလဲမှုကြီးတွေဖြစ်လာတော့မယ်ဆိုတာကိုသိနေကြပြီးအဲ့ဒီအခြေအနေကိုအကောင်းဆုံးအသုံးချဖို့အတွက်အသင့်ဖြစ်နေကြပါပြီသူကကျွန်တော်လက်ကိုဆွဲကင်လိုက်ပြီးကျွန်တော်အတွက်ဖိုင်တွေကိုကောက်ယူကာတကားပေါက်စီဥတီသွားပါတယ်လာလေဒီတခါတော့မင်းဘာတွေလုပ်နေလဲဆိုတာမင်းရဲ့မိဘတွေကိုမပြတော့ဘူးလားကဘာကြီးကိုအတူတူရင်ဆိုင်လိုက်ရအောင်တကယ်လို့မင်းတို့ကဒုတိယအခွင့်ရေးရရင်သူမကိုပြန်လို့ချင်းသေးလားပြန်ရမှာမဟုတ်ပါဘူးဘာလို့လဲဆိုဟိုကောင်ကနင်းထက်တာနေလို့ပါပဲဒါကြောင့်ဒီအကောင့်ကိုပဲဖော်လို့ထားပြီးဒီအကောင့်ကအဖော်မြဲလုပ်ပေးသွားမှာမို့ပါ